အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာညီမတို့ set တင်နေပဲအခုညီမတို့ဒီပေါ့နော် system ထဲမှာရွှေတွေလည်းရောက်လာပြီပေးသွင်းသူတွေလည်းရောက်သွားပြီ master set တင်လည်းဖြစ်ပြီးသွားပြီဆိုတော့ညီမတို့ bouncer set တင်လေးကိုတစ်ချက်ပြင်ကြမယ်ပေါ့နော် bouncer set တင်မှာဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဒီဟောပါပေါ့နော်ဒါပေါင်းချအစမ်းဒီဇိုင်းလေးကိုဒီမှာမြင်ရတယ်ပေါ့နော်မြင်တဲ့အခါမှာမိတ်ဆွေတို့ရဲ့ဒီပေါ့နော်နောက်ခံပုံပေါင်းချမှာနောက်ခံပုံထည့်မလား logo QR code လက်မှတ်တာတွေကိုထည့်ရလို့ရတယ်ပေါ့နော်ထည့်လို့ရှိရင် logo ဆိုမိတ်ဆွေတို့ရဲ့ logo ကဒီနားမှာလည်းပေါ်နေမယ်ပေါ့နော်ဖုန်းနံပါတ်တွေပါထည့်ချင်ထည့်လို့ရတယ်မိတ်ဆွေတို့ဆိုင်ရဲ့လိပ်စာထည့်လို့ရတယ်နော်ထည့်ပြီးတော့ဒီပေါင်းချကို set up လုပ်လို့ရတယ် note ဆိုတာကဒီမှတ်စုတွေဆိုတာဘာလဲဆိုလို့ရှိရင်မှတ်စုတစ်ဆိုတာဥမာမိတ်ဆွေတို့ရဲ့ site မှာပေါ့နော် rule တွေရှိမှာပေါ့နော်ဥမာဝယ်ပြီးပစ္စည်းဝယ်ပြီးမိမိ site မှာဝယ်လာတဲ့ပစ္စည်းကိုပဲပြန်လဲပြန်ရောင်းခွင့်ပြုမယ်လို့เนาะရွှေတူးမဝယ်ပါလို့အဲ့လိုမျိုးပေါ့နော် customer ကိုပြောချင်တဲ့မှတ်ချက်တွေကိုဒီမှတ်ချက်၄ခုထဲမှာမှတ်ချက်၅ခုရှိရပါတော့မှတ်ချက်၅ခုမှာထည့်ထားပေးလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီမှာကိုဘောင်ချလေးကိုပြင်မယ်ဆိုရင်ပြင်မီကိုနှိပ်ရမယ်ပေါ့နော်နှိပ်ပြီးတော့နောက်ခတ်ပုံထည့်ချင်ထည့်လို့ရတယ်ညီမနောက်ခတ်ပုံမထည့်ပြတော့ဘူးပေါ့နော် logo ထည့်မယ်ဆိုရင်ဒါလေးကို click နှိပ်ပြီးတော့မိတ်ဆွေတို့ဆိုင်ရဲ့ logo ပေါ့နော် logo လေးကိုရွေးလိုက်လို့ရှိရင်ဒီမှာ logo လေးဒီမှာပြောင်းရမယ်ပေါ့နော်မိတ်ဆွေတို့ဆိုင်ရဲ့ design လေးဖြစ်သွားမယ်ပေါ့ဒီနေရာမှာเนาะ QR code ဆိုတာကမိတ်ဆွေတို့ဆိုင်ရဲ့ web page website link နဲ့ Facebook link တွေထည့်ချင်ထည့်လို့ရတယ်ပေါ့နော်ဒါ QR code တွေနဲ့ customer ချက်ချင်းဖတ်လိုက်လို့ရတယ်ပေါ့နော် sorry ဒီပုံအားသိမကောင်းဒီနော်ပုံလေးထည့်လိုက်မယ်ပေါ့နော်ဒီဟာကုတ်ထည့်မယ်မိတ်ဆွေတို့ရဲ့လက်မှတ်ကိုတခါရဲဘောင်ချာမှာလက်မှတ်မထိုးချင်ဘူးပေါ့နော်ဒီမှာတခါရဲ signature ကို digital ပြောင်းပြီးတော့ထည့်ချင်တယ်ဆိုရင်လက်မှတ်ပုံလေးကိုတခါရဲဒီမှာထည့်ရလို့ရတယ်ဘောင်ချာတစ်စောင်းတိုင်းမှာလက်မှတ်တစ်ခါထိုးနေစရာမလိုတော့ဘူးပေါ့နော်တာဝန်ခံရဲ့ signature ဒီမှာတခါရဲထည့်လို့ရတယ်မထည့်ချင်ဘူးဆိုလည်းအဲ့တော့မှလက်မှတ်ထိုးလည်းရတယ်ပေါ့နော်ပြီးတော့မိတ်ဆွေတို့ sign လိပ်စာ sign နာမည်ပေါ့နော်ညီမရဲ့ sign နာမည်ကိုလက်ပွင့် go and jewelry လို့ပြလိုက်မယ်ပေါ့နော်မိတ်ဆွေရဲ့ sign နာမည်မြန်မာလို့ဆိုမြန်မာလို့ဖြစ်ထည့်လို့ရတယ်ဒီမှာ sign နာမည်ပြောင်းရမယ်မိတ်ဆွေတို့ sign ရဲ့လိပ်စာပေါ့နော် number 1ဟိုမှာ number 1ကြည်မြင်တိုင်းရန်ကုန်ပေါ့နော်အဲ့လိုမျိုးပေးရမယ်ဆိုရင်လည်းဒီ sign လိပ်စာလေးကဒီနေရာမှာဒီလိုလေးပြောင်းရမယ်ပေါ့နော်မိတ်ဆွေရဲ့ sign လိပ်စာပေါ်မယ်ဖုန်းနံပါတ်ရှိဖုန်းနံပါတ်၄လုံးထည့်လို့ရတယ်အနည်းဆုံးတစ်လုံးကနေ၄လုံးထည့်လို့ရတယ်မှတ်စုလေးမှာရွှေတူးမဝယ်ပါတော့เนาะအရောင်းရင်ဘယ်လောက်ပါဆန်း short မယ်လို့ပါတော့အဲ့ဒါလေးတွေကိုထည့်ထားပြီးတော့သိမ်းမီကိုနှိပ်လိုက်လို့ရတယ်ပေါ့နော်သိမ်းမီကိုနှိပ်လို့ရှိရင်ဘောင်ချထွက်လာလို့ရှိရင်ဒီ design လေးနဲ့ထွက်လာမယ်ပေါ့နော်နောက်ခံ color လေးထည့်ချင်တယ်ကိုယ်ဆိုင်လူကိုနောက်ခံ color လေးပေါ့အဲ့လိုလေးထည့်လို့ရတယ်ပေါ့နော်ဒီ design လေးနဲ့ဘောင်ချကိုထွက်လာမှာဖြစ်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျေးဇူးအများကြီးတင်ပါတယ်